လာလီဂါချန်ပီယံဘာစီလိုနာအားလုံးပဲမင်္ဂလာပါဂိုဘီ page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကိုဆိုပါဒီနေ့လာလီဂါကတော့ပြင်းစရာကောင်းတယ်လို့ပဲပြောရမယ်ရာသီမသိမ်းခင်မှာဘာစီလိုနာကချန်ပီယံဖြစ်သွားပြီးရီယယ်မက်ဒရစ်ကလည်းအဖက်ဖက်ကနေပြိုလဲနေပါတယ်ဘာစီလိုနာကတရားသီလုံးချေမှန်မှန်နဲ့ချန်ပီယံဖြစ်လာတာပါရာသီအစားတုန်းကပြိုင်ဆိုင်မှုပြင်းထန်ရောင်ရှိပေမဲ့အချိန်ကြာလာလေဘာစီလိုနာကပဲပြတ်သားစွာဦးဆောင်လာတယ်ဆိုတာမျိုးကိုမြင်ခဲ့ရပါတယ်ဘာစီလိုနာအတွက်ပိုပြီးချုံမိန်စေခဲ့တာကတော့အက်ကလစ်ကိုနိုင်ပွဲနဲ့ဖလားသိမ်းနိုင်ခဲ့တဲ့အချက်ပါဘာစီလိုနာဟာအိမ်ဝင်းနူးကန်မှာဒေတာရင်းပြိုင်ပွဲရီယယ်မက်ဒရစ်ကို2ဂိုးမရှိဆိုတဲ့ရလဒ်နဲ့အနိုင်ပိုင်းပြီးလာလီဂါချန်ပီယံဘွဲကိုစုပ်ကူးနိုင်ခဲ့တာဖြစ်ပါတယ်အက်ကလစ်ကိုနိုင်ပွဲနဲ့လာလီဂါဖလားကိုတပွဲတည်းနဲ့ယူခဲ့တာလို့ပြောရရင်လည်းမမှားဘူးအက်ကလစ်ကိုဆိုပေမဲ့ပွဲကလူစိတ်ဝင်စားမှုဒီနှစ်မှာအတော်လေးနည်းခဲ့တာတွေ့ရတယ်အဓိကအားဖြင့်ရီယယ်ရဲ့အဝေလကန်ဒရာမာတွေကသတင်းကောင်းစီဖြစ်နေခဲ့တာပါဒီလိုစီးလုံးမှုပြိုကွဲမှုကြောင့်ဘာစီလိုနာကပဲနိုင်သွားမယ်ဆိုတာကသိတာနေခဲ့ပါတယ်ရလဒ်ကလည်းအားလုံးခံမှန်းထားတဲ့အတိုင်းဘာစီလိုနာရဲ့နိုင်ပွဲသာဖြစ်ခဲ့ပါတယ်ပွဲအစမိနစ်ဒီမာတွေကဘာစီလိုနာကပွဲကိုအသာစီးယူနိုင်ခဲ့တာပါ Rashford ရဲ့လှလှပပ free kick ကနေတဆင့်9မိနစ်မှတင်ဦးဆောင်ကိုရခဲ့ပါတယ်နောက်ထပ်7မိနစ်ကြာ18မိနစ်မှာ Ferran Torres ကဘာစီလိုနာအတွက်ပြတ်သားစီတဲ့နောက်တစ်ကိုသွင်းပေးခဲ့တာပါမိနစ်20အတွင်းမှာ2ဂိုးပြတ်သွားခဲ့ပြီး Real ကလည်းဘာမှမလုပ်နိုင်ခဲ့တာကြောင့်ပွဲကအေးဆက်သွားခဲ့ပါတယ်ဘာစီလိုနာဘက်ကလည်းအနိုင်ရလဒ်ကိုသာထိန်းသိမ်းဖို့ဦးစားပေးခဲ့တာပါဖွဲ့စည်းပုံပြတ်ခဲ့တဲ့ Real ကြောင့်အနိုင်ရဖို့ပူလွယ်သွားခဲ့တယ်လို့ပဲပြောရမယ်လက်ကျန်မိနစ်ဒီမှာတော့ပွဲကို AACC ထိန်းချုပ်သွားခဲ့တာပါရီယယ်ကလည်းဂိုးတွေပြန်သွင်းနိုင်မှုထက်ဂိုးမပေးရရေးကသာအာရုံစိုက်နေတာကြောင့်2-0ဆိုတဲ့ရလဒ်နဲ့သာပွဲပြီးသွားခဲ့ပါတယ်ဘာစီလိုနာဟာ35ပွဲကစားရမှတ်61မှတ်နဲ့လာလီဂါချန်ပီယံဖြစ်လာခဲ့တာပါလက်ကျန်3ပွဲကျန်သေးတာကြောင့်အမှတ်100အထိရယူနိုင်မလားဆိုတာစောင့်ကြည့်ရမယ်ရီယယ်ကတော့ထင်ထားတာတက်ပိုဆိုးတဲ့ပြဿနာတွေရှိနေပြီးလာမယ့်ရာသီမှာအကောင်းဆုံးပြင်ဆင်နိုင်မှသာဘာစီလိုနာကိုဟန်ထားနိုင်မှာပါဆိုတော့နောက်ဆုံး4နှစ်အတွင်းဘာစီလိုနာက3ကြိမ်အထိလာလီဂါချန်ပီယံဆုကိုစုကူးထားတာဖြစ်ပါတယ်ဒီပွဲဟာဘာစီလိုနာအတွက်ချိုမိန်နဲ့နိုင်ပွဲဖြစ်ခဲ့ပြီးရီယယ်အတွက်ကတော့စိတ်ဒုက္ခများခဲ့တဲ့ရသတ္တပတ်ဖြစ်ခဲ့တာလို့သိကြပါတယ်အားလုံးကြည့်သတူပါတယ်နောက်ပြီးမှပြန်တွေ့ပါမယ်